Yo brother တွေဒီ video လေးမှာတော့ဆောင်းရလာတဲ့ယူဆောင် skin ကို free ပေးသွားမယ် event အကြောင်းပြောပြပေးသွားမယ်။ကဲတော့ video လေးကိုစလိုက်အောင်။ video မစခင်ကျွန်တော် video မတင်နိုင်တဲ့အတွက်လည်းကြိုပြီးတော့တောင်းပန်ထားခြင်းပါတယ်။ကျွန်တော်ဒီရက်ပိုင်းမှာအားသေးလို့ပါ။အခုရက်ပိုင်းတော့အပြန်အားဝါပြီဗျာ။အဲ့တော့ video လေးကိုပုံမှန်ပြန်တင်ပေးပါမယ်။အဲ့တော့ video လေးကိုစလိုက်အောင်။ဒီ event ကတော့မေလ10ရက်နေ့မှာလာမှာဖြစ်ပြီးတော့ All Star event ပဲဖြစ်ပါတယ်။ event မှာဆိုရင်ကျွန်တော်ရှေ့ရ video မှာပြောထားသလိုပဲfree skin နေရမယ်ပေါ့နော် free skin ရမယ်အ free skin ကလည်းကို coin နေပြီး exchange ပြီးတော့ယူရမယ်ဗျာဒီ exchange လုံးလို့ရမယ် coin တွေကလည်းဒီရမယ့်နေရာတော့2နေရာရှိတယ်ပထမတစ်ခုကဒီငားများတဲ့ game ပေါ့နော်ဒီ fishing game ကနေလေ coin တွေရနိုင်တယ်ဒီ game ကတော့ဆော့ရတာဘာမှမခက်ဘူးဗျာကျွန်တော်အခုဆော့ပြထားသလိုပဲဆော့ရတာသူလောက်ခိုင်းတဲ့ test တိုင်းလိုက်လို့လိုက်ရင်ပြီးသွားပြီမှန်ငါးမြဖို့ကလည်းဒီမျိုးလိပ်ပြလေးတွေစိုးရမယ်ဗျာစိုးရတာလည်းဘာမှမခက်ဘူးကျွန်တော်အခုပြထားသလိုပဲဒီလိုမျိုး test တွေကိုလိုက်လောက်လိုက်ရုံနဲ့ဒီလိပ်ပြပုံစံလေးရမယ်ဗျာအဲ့တော့ဒီဟာလေးတစ်ခုသုံးပြီးတော့တစ်ခါမြားလို့ရမယ်ဒီ exchange coin ရမယ် event ကဒီငါးမြားလို့ရတဲ့ event အပြင်ဒီလိုမျိုးပေါ့နော်ကျွန်တော်ရှေ့ရဲ့ video မှာတင်ထားသလိုပဲဒီလိုမျိုး draw လို့ရတဲ့ event လည်းပါလာမယ်ထင်ရတော့ဒီ event မှာ coin ပို့ပြီးရတယ်ပြီးတော့ဒီငါးမြားတဲ့ event မှာ coin လောက်မရဘူးပေါ့နော်အဲ့တော့ဒီ draw လို့ရတဲ့ event တွေရတဲ့ coin နဲ့ပဲ exchange ရမယ်လို့တော့ထင်တယ်ဒီ All Star event မှာ skin 3ကောင်လာမယ်ပထမတစ်ခုကတော့ယူဆောင်ပေါ့နော်ယူဆောင် skin ကတော့ free ရမယ်ပြီးရင်တော့ Faza နဲ့ link skin လည်းပါလာမယ် Faza skin ကဒီလိုမျိုးပေါ့နော်ကျွန်တော်အခုပြထားသလို event ပုံစံမျိုးနဲ့လာမယ် Diamond 399လုံးနဲ့တော့ဝယ်ရမယ်ဗျာ link ကတော့ကျွန်တော်အခုပြထားသလို Diamond နဲ့ဝယ်ရမယ်ဗျာအဲ့တော့ဒီ All Star event ကြီးကမေလ10ရက်နေ့မှာလာမယ်လို့တော့သိထားရတယ်အဲ့တော့ဒီ event ကိုကြိုက်ကြလားမကြိုက်ကြဘူးလားဆိုတာလည်းကျွန်တော်ပြောခဲ့ပြီးပြကြပါအောင်ဒီ video လေးကတော့ဒီလောက်ပါပဲ video လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်း brother တို့အားလုံးကိုကျေးဇူးတင်ပါတယ်